ကဲတကယ်ချင်းတို့အားလုံးမင်းတို့အကုန်လုံးအရင်သိရတယ်မင်းတို့လည်းတတိရမယ်လို့ထင်ပါတယ်အားလုံးနေကောင်းကြရဲ့လားWintin ရဲ့ YouTube website မှာမင်းတို့ရဲ့ဓာတ်ပုံတွေတွေ့ရတဲ့အတွက်အရင်ကျေနပ်ပါ Wintin တကယ်ချင်း thank you very muchပြီးခဲ့တဲ့အပတ်တနင်္ဂနွေကဒူးမှာအိမ်အောင်ကြာသွားတယ်သိရစိတ်မကောင်းဆိုတာမင်္ဂလာလက်ဆောင်မပေးလိုက်ရစိတ်မကောင်းတာပါရှားမထင်ပါနဲ့တကယ်ချင်းနေနဲ့10 လပိုင်းပြန်ဖို့စီစဉ်10 လပိုင်းပြန်ရင်တကယ်ချင်းနေနဲ့ပြန်တွေ့ရအောင်မှာဆိုတော့ဗီဒီယိုတွေပဲရိုက်ပြီးတော့ YouTube မှာတင်မယ်လေ